အခုဆက်လက်နားဆင်ကြရအောင်မဲ့တေးသချင်းကတော့ဆရာမှန်သမျှယူသေးကြဆိုတဲ့တေးသချင်းဖြစ်ပါတယ်ဒီတေးသချင်းကိုလည်းရေးသားသူနှင့်တန်ချင်းထဲ့သူဗဒ္ဒန္တကုမာရမဟာဓမ္မယုံကျောင်းတိုက်ရေဦးမြို့ဖြစ်ပါတယ်ဒီဆိုပူဇော်သူကတော့ကျမတေးသံရှင်ရွှေရင်မင်းဦးဖြစ်ပါတယ်အတွက်အသက်မွေးဝမ်းကြောင်းတက်မျိုးစုံစွာသွန်သင်ညွှန်ပြတဲ့ကျေးဇူးရှင်ဆရာမူလာတန်းအလဲတန်းအထက်တန်းတက္ကသိုလ်စာပေတက်ပညာသင်္ကာပြပေးတဲ့ကျေးဇူးရှင်ဆရာဆိုကာယတိပပုပတိတက္ကနိုလိုဂျီနည်းပညာနိုင်ငံတကာအဆင့်အတန်းမီပြည်ပြင်းကြစေရာသွန်သင်ညွှန်ပြတဲ့ကျေးဇူးရှင်ဆရာဘဝလမ်းကြောင်းမတိမ်ဆောင်စေဖို့ရာအပေပေကင်းဝေးစေဖို့ရာလောကုလောကီနလီအသိပညာပြည့်စုံစေဖို့ရာအသွင်နှလုံးလှ၍စင်ဆုံးမတဲ့ကျေးဇူးရှင်မြတ်ဆရာများပါဘဝရှင်တန်ရဲ့ဒီအတွက်အသက်မွေးဝမ်းကြောင်းအတက်မျိုးစုံစွာသွန်သင်ညွှန်ပြတဲ့ကျေးဇူးရှင်ဆရာမူလာတန်းအလဲတန်းအထက်တန်းတက္ကသိုလ်စာပေအတက်ပညာသင်္ကာပြပေးတဲ့ကျေးဇူးရှင်ဆရာဆိုကာယတိပပုပတိတက္ကနိုလိုဂျီနည်းပညာနိုင်ငံတကာအဆင့်တန်းမီပြည်ပြင်းကြစေရာသွန်သင်ညွှန်ပြတဲ့ကျေးဇူးရှင်ဆရာဘဝလမ်းကြောင်းမတိမ်ဆောင်စေဖို့ရာအပေပေကင်းဝေးစေဖို့ရာလောကုလောကီနလီအသိပညာပြည့်စုံစေဖို့ရာအသွင်နှလုံးလှ၍အစင်ဆုံးမတဲ့ကျေးဇူးရှင်မြတ်ဆရာများပါတပြည့်များရဲ့ကျေးဇူးရှင်ပါမခေါ်ခြင်းရင်ရနိုင်မင်းမဲ့မတော်ခြင်းလို့ဖြစ်မရနိုင်ပါတာမန်လူသားများနဲ့တန်းတူထားကနှစ်ထီးငါးချက်နှမငါးချက်သဘောမသက်မှန်တင်တာအနန္တကိုင်းဝင်ကျေးဇူးရှင်ပါတတ်တာမမေ့အပ်သောဆရာကာတပံပူဇနန္တရာအမြဲပူဇော်အပ်သောဆရာအတိကာရဝတတ်တာအလုံးအလုံးယူသည်အပ်ပါသောမြတ်ဆရာပါဆရာကိုပူဇော်ရမှာတန်ဖိုးဖြစ်မရအနက်ကထိုးဥစ္စာ
ကြဝလာတိုင်းနဲ့အပြည့်မြစ်မို့တောင်လောက်မောက်အောင်ဖြည့်၍ပူဇော်လျင်တောင်မှာအရေးထူးအချေမြောင်ကျေးဇူးမကြည်သနောမသိတော့မလျော့ပတ်ပါဆရာကိုယူတရားမှာလက်ရယံအကတာဝကပညာအရာဣရရယဓမ္မသင်္နာပတိကျုသာရိပုတ္တရာဟာအသေးတွင်ဆရာသမားသာအမြဲပင်စံထားဆရာညညအိတ်စင်ခါမှာဆရာအတစီမြက်ကဝီရှိရာအရက်ကိုသာအမြဲပင်ဥကောင်းထားလျက်ရင်းဆက်ရိုသေပြုတာကျွန်ုပ်တို့လည်းအေးသလိုသာတပည့်တို့လည်းအေးသလိုသာသာရိပုတ္တရာအတူယူကအမြဲပင်အလေးမြဲပြုလျက်ဥတင်ကအထူးပင်ရှုမြင်ပူဇော်ကရိုသေကြရမှာမြက်ကဝီရှိရာအရက်ကိုသာအမြဲပင်ဥကောင်းထားလျက်ရင်းဆက်ရိုသေပြုတာကျွန်ုပ်တို့လည်းအဲ့ဒါလို့သာတပည့်တို့လည်းအဲ့ဒါလို့သာသာရိပုတ္တရာအတူယူကအမြဲပင်အလေးမြဲပြုလျက်ဥတင်ကအထူးပင်ရှုမြင်ပူဇော်ကရိုသေကြရမှာ